When you are angry, stay silent. Don't waste your time with explanation. Sometimes silence is the best way to cultivate your emotion. People only hear what they want to hear. As a credit season, best never says this best. How so, no? လောကကြီးမှာလူတွေကမိမိပြောချင်တာတွေနော်စာလောင်မို့သိလာပြီစားချင်တာတွေစာလောင်မို့သိလာပြီသုံးဖို့ပြောချင်တာတွေစာလောင်မို့သိလာပြီဆိုရင်တကားမပြောဘဲနဲ့နေလိုက်ပါတဲ့နော်မိမိအချိန်တွေကိုမဖြုံးဘဲနဲ့နော်ရှင်းပြခြင်းအပြင်နော်ပြဿနာတစ်ခုပေါ်မယ်ဆိုရင်ရှင်းပြတာတွေပါလုံးမနေနဲ့တဲ့ရှင်းပြခြင်းအပြင်မိမိအချိန်တွေကိုမဖြုံးပါနဲ့တဲ့နော်မိမိအချိန်တွေကိုမဖြုံးပါနဲ့တချို့နော်စကားမပြောတဲ့အချိန်တွေအားတဲ့တင်းဘဝရဲ့နော်တင်းရဲ့ခံစားမှုတွေကိုအကောင်းဆုံးလုံးနိုင်တဲ့နော်နိုင်နိုင်နေနေလုံးနိုင်တဲ့နီလန်းတစ်ခုဖြစ်ပါတယ်တဲ့နော်စကားမပြောတဲ့နော်တချို့စကားမပြောတဲ့အချိန်တွေကမိမိရဲ့ခံစားမှုတွေကိုနော်အကောင်းဆုံးဖြစ်အောင်နော်နိုင်နိုင်နေနေလုံးနိုင်အောင်နော်အကောင်းဆုံးနီလန်းဖြစ်ပါတယ်တဲ့နော်လူတွေကနားထောင်ကြတယ်ဝေဖန်မှုတွေကိုနားထောင်ကြတယ်တဲ့နော်ဝေဖန်မှုတွေကိုလက်ခံတယ်အများကြီးအတင်းတင်းပြောတာတွေလက်ခံတယ်အများဝေဖန်တာတွေလက်ခံတယ်နားထောင်ကြတယ်ဒါပေမဲ့တဲ့နော်မရိုင်းပြပါနဲ့တဲ့နော်နော်လူတစ်သားကိုအရိုင်းပြပါနဲ့နော်မထီမဲ့မြင်မပြူပါနဲ့နော်ဒါအကောင်းဆုံးစကားပါဒီစကားโอเค